မင်္ဂလာပါခင်ဗျာတရုတ်ဆောင်မင်းရစာတို့လင်မြကိုဖမ်းဆီးရမိပြီဆိုတဲ့အကြောင်းကိုတင်ဆက်ပေးခြင်းပါတယ်အရင်ကမင်းကလေးကိုနှစ်ကြာအဓမ္မပြုကျင့်ခဲ့တဲ့အပြင်အစစ်နဲ့ပါပတ်လိုက်တယ်ဆိုတဲ့မင်းရစာတို့လင်မြကိုဒီကနေ့ညမှာပဲဖမ်းဆီးရမိပြီလို့သိရပါတယ်ကရင်ပြည်နယ်မြောက်ရီမြို့နယ်တောင်ဘက် DKBA ထိန်းချုပ်နယ်မြေကင်းစခန်းအမှတ်901စစ်စီးရေးဂိတ်ကတရင်မှုဗိုလ်မှုစိုးထူအောင်နဲ့အဖွဲ့ကနေပြီးတော့ဧပြီလ9ရက်ဒီနေ့ညပိုင်းအချိန်လောက်ကကြောက်ခတ်ကြီးရွာအနီးမှာဖမ်းဆီးရမိခဲ့တာလို့ဆိုပါတယ်တရုတ်ဆောင်မင်းရသာတို့ဇနီးမောင်နှံနဲ့အတူမန်နေဂျာလို့ယူဆရသူတဦးကိုလည်းဖမ်းဆီးရမိခဲ့တာဖြစ်ပြီးတော့လက်ရှိအချိန်မှာတော့၎င်းတို့သုံးကို DKBA ရဲ့ကင်းစခန်းမှာချုပ်နှောင်ထားရှိပြီးမြောက်ရီမြို့ရဲတပ်ဖွဲ့ထံကိုလွှဲပြောင်းအနှံတော့မှာဖြစ်တယ်လို့လည်း DKBA ကင်းစခန်းမူတပ်မှုစောထူအောင်ကပြောပါတယ်ပြမှုကျူးလွန်တယ်ဆိုတဲ့တရုတ်ဆောင်မင်းရသာတို့လင်မယားနဲ့မင်းရသာရဲ့ရောက်ခမတို့သုံးကိုရှေပေါက်ကံမြို့နယ်ရဲစခန်းမှာပုံမှန်324 325 354တစ်တို့နဲ့အမှုဖွင့်ထားပြီးတော့တာမွေမြို့နယ်ရဲစခန်းမှာလည်းတရုတ်ဆောင်မင်းရစာတဦးတဲ့ကိုအာဓမပြုခြင်းမှုပုံမှန်306နဲ့လက်ရှိအမှုဖွင့်ထားပါတယ်။အခုမင်းကလေးကိုတူနဲ့ထုတယ်ဆိုတဲ့မင်းရစာရဲ့ရောက်ခမကိုတော့ရွှေပေါက်ကံနယ်မြေရဲစခန်းမှာဖမ်းဆီးထိန်းသိမ်းထားပြီးလည်းဖြစ်ပါတယ်။အစစ်နဲ့အပတ်ခံရတဲ့14နှစ်အရွယ်အခုမင်းကလေးကတော့လက်ရှိမှာမြောက်ကလာပါမြို့နယ်မေဒါဝီစေးရုံမှာကုသမှုခံယူနေရပါတယ်။နစ်နာသူအိမ်အကူမင်းကလေးရဲ့မိခင်ဖြစ်သူကလည်းတင်းတရာနစ်နာချေတောင်းတာမျိုးမရှိကြောင်းနဲ့တမီးဖြစ်သူကိုတင်းတရာနဲ့မလဲနိုင်ကြောင်းဒီကနေ့မှာပြောဆိုသွားတဲ့အပြင်ပြစ်မှုကျူးလွန်တဲ့တရုတ်ဆောင်မင်းရစာတို့လင်များကိုထိုက်တဲ့ပြစ်ဒဏ်ကြမ်းမှတ်စေဖို့ဆန္ဒရှိတယ်လို့လည်းဒီကနေ့မှာပြောဆိုသွားပါတယ်။ဘာဖြစ်လို့လဲဆိုတော့ကိုသားသမီးဒီလိုခံစားနေရတာလေ။စဉ်းစားပေါ့သူတို့သားသမီးဆိုရင်လည်းအသိန်းတရာနဲ့ကျေနပ်မလားလို့နော်။သိန်းတရာနဲ့ကျေနပ်မလားလို့အဲ့လိုလောက်ခက်လို့သူသားသမီးကိုကျမတို့အဲ့လိုမျိုးလောက်ခတ်မယ်ဆိုရင်သူတို့ကျေနပ်မလားလို့မလို့မေးကြည့်လိုက်ပေါ့